ဇွန်လအစပိုင်းမှာကြည့်ရှုအားပေးရမယ်ကျွန်တော်တို့မြန်မာ U19 အသင်းရဲ့ပွဲစဉ်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့မြန်မာ U19 အသင်းကတော့အင်ဒိုနီးရှားနိုင်ငံမှာအင်ရှင်အဖြစ်လက်ခံကျင်းပမယ်အာဆီယံ U19 ချန်ပီယံရှစ်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေပါတယ်မြန်မာ U19 ကတော့ကျွန်တော်တို့အုပ်စု A မှာအင်ရှင်အင်ဒိုနီးရှားဗီယက်နမ်အရှေ့တီမောအသင်းတွေနဲ့ကျွန်တော်တို့အုပ်စုမှာအတူကြားရောက်နေကြတယ်ဖြစ်ပါတယ်မြန်မာ U19 အသင်းကိုတော့နီးပြချုပ်အနေနဲ့ UG ကနေတာဝန်ယူပြီးတော့ကိုင်တွယ်နေကြတယ်ဖြစ်ပါတယ်မြန်မာ U19 အသင်းအကြောင်းကိုပြောရမယ်ဆိုရင်တော့မြန်မာ U19 အသင်းကကျွန်တော်တို့မြန်မာ National League ပေါ့လူငယ်ပြိုင်ပွဲတွေမှာသူက Junior Lions ဆိုတဲ့အမည်နဲ့ဝင်ရောက်ရှင်ပြိုင်နေတာမျိုးတွေလှုပ်ဆောင်နေကြရရှိတယ်ပြီးသွားရင်ကျွန်တော်တို့ပြည်တွင်းကလပ်တွေနဲ့လည်းခြေစမ်းထားတဲ့ပုံစံမျိုးတွေခြေစမ်းပွဲတွေကစားထားတဲ့ပုံစံမျိုးတွေလက်ရှိနေပါတယ်ပြီးသွားရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပေါ့ကျွန်တော်တို့တချံကာလနောက်ပိုင်းပေါ့တချံကာလနောက်ပိုင်း April လဒီကုံပိုင်းလောက်မှာကျွန်တော်တို့ထိုင်းနိုင်ငံဘန်ကောက်သွားပြီးတော့ဒီဘန်ကောက်မှာရှိတဲ့ပေါ့ဒီထိုင်းမှာရှိတဲ့ထိုင်းလူငယ်အသင်းတွေနဲ့လည်းသူတို့ခြေစမ်းပွဲတွေကစားထားတယ်လို့လည်းကျွန်တော်တို့သိထားရတယ်ပေါ့နော်ဒီပြိုင်ပွဲအတွက်အပိသက်လူစင်းကိုလည်းမကြသေးခင်ကနေထုတ်ပြန်ကြေညာထားတာရှိပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့မြန်မာ U19 အသင်းကစားရမယ့်ပွဲချိန်တွေနဲ့နေ့ရက်တွေကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဇွန်လ1ရက်နေ့မှာတော့ကျွန်တော်တို့အင်ဒိုနီးရှားအသင်းနဲ့ပေါ့အင်ရှင်အင်ဒိုနီးရှားအသင်းနဲ့မြန်မာအသင်းကစတင်ပြီးတော့ကစားရဖို့ရှိနေပါတယ်။အချိန်ကတော့ည9:00နာရီခွဲမှာရှင်မြန်ကစားသွားမှာဖြစ်ပါတယ်။မြန်မာစံတော်ချိန်မှာပေါ့နော်။ပြီးရင်ကျွန်တော်တို့အုပ်စုဒုတိယပွဲစဉ်အနေနဲ့ကျွန်တော်တို့ဇွန်လ4ရက်နေ့ညနေ3နာရီခွဲမှာပေါ့ဗီယက်နမ်အသင်းနဲ့ဆက်ပြီးတော့ရှင်မြန်ကစားသွားဖို့ရှိမယ်။ပြီးတော့ရင်ကျွန်တော်တို့ဇွန်လ9ရက်နေ့ည9:00နာရီခွဲမှာအုပ်စုရဲ့နောက်ဆုံးပွဲစဉ်အဖြစ်ပေါ့တီမောအသင်းနဲ့ဆက်လက်ပြီးတော့ရှင်မြန်ကစားသွားဖို့ရှိနေပါတယ်ပြောမယ်ဆိုရင်ကျွန်တော်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့အုပ်စုကကျတော့အိရှင်လည်းပါနေတယ်ပြီးသွားရင်ကျွန်တော်တို့ဒီလူငယ်ပြိုင်ပွဲတွေမှာခြေစွာလဲပေါ့နော် BNN အသင်းလည်းပါဝင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမြန်မာ U19 အသင်းကတော့တော်တော်လေးကိုရုန်းကန်ရမယ့်အနေအထားတော့ရှိနေပါတယ်ပြီးတော့ရင်ကျွန်တော်တို့အရှိတီမောကလည်းလူငယ်ပြိုင်ပွဲတွေမှာကျွန်တော်တို့ short တက်လို့ရတဲ့အသင်းတော့မဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့မြန်မာ U19 အသင်းနဲ့19အသင်းနေတယ်ပေါ့နော်နောက်တစ်ဆင့်ကိုတက်ချင်တယ်ဆိုရင်တော့သုံးပွဲလုံးကိုအာရုံစိုက်ပြီးတော့လုံးဝစူးစမ်းမှပဲအဆင်ပြေပါလိမ့်မယ်အခုတင်ဆက်ပေးခဲ့တာကတော့ဇွန်လအတွင်းမှာကြည့်ရှုရမယ်မြန်မာ U19 အသင်းရဲ့ပွဲစဉ်တွေအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ် channel လေးကိုလည်း follow လုပ်သွားပေးဖို့မမေ့ခဲ့ပါနဲ့